အမေကမီးမွေးခိုင်းကဘာပြက်နေတဲ့သူတွေအတွက်နော်ဆက်ပြားတွေတော့အရင်ချစ်တယ်ပေါ့နော်ဆက်ပြားတွေရင်ချစ်တယ်ပြီးတော့သူဘူးတွေထည့်တယ်ဟုတ်ပြီပြီးရင်သူဒက်စီလောင်လိုက်တယ်နေတယ်နော်ဒက်စီဖြစ်ဖို့များပါတယ်ဟုတ်ပြီခါလိုက်တယ်โอเคမိနစ်30စောင့်ခိုင်းတယ်မစိုးဟာမိုက်တယ်နော်ဒါဆိုရင်ဒါသူထင်ရှူးစီတော့မလိုဘူးဗျမိုက်တယ်ကျွန်တော်လိုမျိုးစောင်းနဲ့မီးမွှင့်တိုင်ပတ်တဲ့ကောင်တို့ကတိပဲနော်ဒါနောက်တစ်နည်းဒါပါလေ Vaseline နေနော် petroleum jelly လို့ရေးထားပြ Vaseline တော့မဟုတ်ဘူးနော်ဒီနေရာမှာကျွန်တော်အုံးစီတွေပါလေသုံးလို့ရမယ် wet စီတို့ပါလေရတော့တယ်ဗျနော်ဟုတ်ပြီအဲ့တော့မီးမွေးလိုက်တယ်အကြီးပြိုသွားတယ်အဲ့ဒါကိုဂုံးနဲ့ထည့်တယ်ဂုံးလေးပေါ်လောင်းလိုက်တယ်ဟုတ်ပြီโอเคဒါကျွန်တော်လောင်စာနေတယ်ပြန်ပြီးတော့မှသုံးလိုက်တဲ့သဘောမျိုးကြည့်ကြတော့โอเคမိုက်တယ်ဟာနော်ဒါဆိုထင်းရှူးစီမလို့မိုက်တယ်